အားလုံးပဲမင်္ဂလာပါကိုဖြိုးမန္တလေးအိမ်ချမ်းမြေရပါခင်ဗျာကျွန်တော်ခုတစ်ခါမိတ်ဆက်ပေးမှာတော့ထန်းကိုပင်ဖရိနဲ့က40-60ပေကျဲအကွက်လှလေးပဲဖြစ်ပါတယ်ခင်ဗျာထန်းကိုပင်ဆိုတဲ့အတိုင်းလမ်းလေးရတော့ဗျာကျွန်တော်တို့ကတ်တရလမ်းခင်းပြီးသားလမ်းကျယ်လေးနဲ့ရရှိမှာဖြစ်ပါတယ်ရောင်းချပေးမဲ့အကွက်လေးကတော့ဒီကွက်လေးဖြစ်ပါတယ်မျက်နှာပွင့်ပေ40ရှိပြီးတော့မှအရှိနောက်ကိုကျယ်ကတော့60ကျယ်ရှိပါတယ်အော်တိုတိုင်းပတ်လည်းခတ်ပြီးသားလေးဖြစ်ပါမယ်ခင်ဗျာပိုင်ဆိုင်မှုစာရွက်စာတမ်းကလည်းခရံနဲ့ရရှိမှာဖြစ်ပြီးတော့မှရောင်းချပေးမှာကတော့ special power တစ်ပါးနေပြီးတော့မှရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာ special power ရောင်းချပေးတာဆိုကျွန်တော်တို့နာမည်ပေါက်ပြောင်းတာတွေဘာတွေတွဲကြတော့ကျွန်တော်တို့ကိစ္စဝါကိုအားလုံးဆင်ပြေပါမယ်ခင်ဗျာလိပ်စာလေးကတော့58မိန်းလမ်းမကြီးရဲ့အနောက်ဘက်မှာရှိတဲ့58 A လမ်း102နဲ့103ကြားမှာတည်ရှိပါတယ်ခင်ဗျာ102မိန်းလမ်းမကြီးရဲ့ကျွန်တော်တို့တကွက်ငုတ်လေးပဲဖြစ်ပါမယ်အလဲလေးကလည်းအရှိဘက်လက်လေးဖြစ်မယ်ရောင်းချပေးမဲ့ဈေးနှုန်းလေးကတော့ကျပ်သိန်း2800ကိုပါညှိနှိုင်းသေးလေးနဲ့ရရှိမှာဖြစ်ပါတယ်ခင်ဗျာစိတ်ဝင်စားမှုရှိပါက0925925636ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးပါခင်ဗျာ